ကားတစ်ချက်ဖွင့်နိုင်သမျှအတိုင်းအတာအထိအဆုံးကုန်မှာဖွင့်ပေးလိုက်တာအဲ့ဒီတကားကနေအမတန်လှတဲ့မိန်းကလေးတယောက်တိတ်ချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ဝင်လာတယ်အိမ်ထဲမှာရှိတဲ့ဂုဏ်သိက္ခာတွေမာနတရားတွေယောက်ျားကြီးတယောက်ရဲ့အရှက်တရားတွေစောင့်စည်းထိမ့်သိမ့်မှုအားလုံးကွာယူသွားတာအစ်စ်ဒီထက်နှလုံးသားပစ္စလက်ခတန်ဖိုးမဲ့စွာလွတ်ပြဖြစ်စီပလိုက်တယ်ဘာမှမရှိတော့ဒီအိမ်ထဲမှာဘာမှမရှိတော့တဲ့အချိန်မှာတန်လှတဲ့မိန်းကလေးတယောက်ကပြန်ရောက်လာတယ်တကားဝါမှာကြီးညင်းညင်သားသားလေးတကားကိုခောက်နေပြန်ပြီတစ်ခွပွင့်ဒီတကားကိုပြန်ပြီးတော့ဖွင့်သင့်သေးသလား